ဒီနေ့ညသာစားမယ်ဒါဟိုဟာပါလေပြင်မာတော့မဝယ်စားတော့ဘူးဒီနေ့ကကျတော့ပတ်မီပတ်မီမို့ပတ်ပီနန်းတော့ပီနန်းကာရီမီပေါ့နော်ကျွန်တော်မလေးရှားကိုစရောက်တော့ပီနန်းမှာစနေခဲ့တော့ကစပြီးတော့ဒီခေါက်ဆွဲကိုစားမိခဲ့နေကြိုက်သွားတာပေါ့ favorite လို့ပြောလို့ရမှာဒါခေါက်ဆွဲနှစ်ထုပ်ကျွန်တော်ဒီ3ထောက်ပါတယ်ပြီးရင်ချက်မယ် okay ဒါကပါလဲဒါဆိုနွားနို့မှုတ်လို့ပြောရမယ်ဒါကကြတော့ဒီဒါကကြတော့ကာရီကိုနော်ကာရီဆော့ပါဒါကတော့ဒီတိုင်းချက်ကြည့်မှစားကြည့်မှသိကြမှာကျွန်တော်သိချင်မပြောတော့စားတော့ကောင်းတာအရသာမဟုတ်ဘူးနော် okay စားပြီးတော့ကိုပဲဟောပေါ်နေကောင်းမှရမှာဟောဆက်ရှင်းပြရမှာ okay temperature တော့စရပြီဟုတ်ခဏအဲ့ okay အကောင်လုံးဆိုတော့ဆူဒါပဲချမ်းထပ်လာပြလိုက်မယ်ဟုတ်ကဲ့မျိုးဒီတုံးတော့ပေါ့ကြိုက်တယ်ဆက်ကြိုက်တယ်ဆိုတော့အဲ့လိုထည့်ပြီးတော့ဆွဲမယ်ဆိုရင်နာဖောက်ထားရတာဖြစ်တယ်ဒါကနွားမှုနော်ဒါနွားမှုအရသာလဲစမ်းပြီးတော့စားဘူးလေဟိုကလည်းနဲ့တူစားဘူးလေပေါ့နော်နွားမှုထည့်လိုက်ရကြည့်လိုက်တော့ဆိုတော့ဘယ်လိုပြောမလဲဆိုတော့ဒီဟာလေးကကိုကလည်းအဆက်ထည့်ချာဆိုတော့သူ့တကူရတာလည်းနည်းနည်းစက်တယ်ထဲမှာပါတယ်ဒီဟင်းအနစ်ကပေါ့နော်ဒီဟင်းနောက်တဲ့ပုံတစ်မျိုးမရှိလို့မရဘူးတကယ်ပြောတာကိုလိုပြီးတော့မြန်မာပြည်အရသာဒါနဲ့တူလဲအနည်းဆုံးပြောသေးဆိုရင်အုံလို့ခောက်ဆွဲတဲ့အဲ့လိုပုံစံမျိုးဟိုကဒီနေ့မှအစ်စ်ဆိုအုံမကျင်းဘူးကက်ကုန်ဒုက္ခ oh shit ဒီမှာအနံ့ထွက်လာတယ်ဒါတော့ဟော့ပေါ်နေတော့ခါအိုးမီးကတော့အရင်မြင့်ပူတယ်ဒါလေးစော့လေးထပ်ထည့်လိုက်မယ်နော်ဆာလေးဆွတ်ထည့်ယူလိုက်ဆိုတော့စပြန်ဖွင့်မရတယ်ဟုတ်စပြန်ဖွင့်မရတယ်ဒါလည်းစော့ဟိုလက်တစ်ဖက်နဲ့ထည့်လို့မရဘူးနည်းနည်းသူကဟင်းချက်ထားတဲ့စီလို့ပြောနေငါပြီးချက်လို့ပုံမျိုးပေါ့နော်အဲ့လိုကြာနာတော့တော့ဘူးလည်းငယ်ဒီကရှဲကြိုက်တာဟိုကရှဲမကြိုက်ဘူးနည်းနည်းဟိုပြောမယ်စီချမ်းကြီးချမ်းအဲ့လိုစားတာဟိုကြိုက်တယ်တော့ကြိတ်တော့ရှဲတဲ့မျိုးကြီးကနှက်လိုက်တယ်နော်နှက်လိုက်ပြီးရင်ရှယ်နှိမ့်အဲ့ဒီလေဟိုမှာဆိုရင်ဒါအရင်တော့ဆိုရင်တော့သုံးထုပ်လောက်စားတယ်ဒါအခုကကျတော့တိတ်ဟိုဟာတိတ်လည်းမစားတာလည်းပါတယ်ပြီးတော့ဟိုဟာချွေးပါရီးဖို့နဲ့ပြန်တော့ကတော့ချွေးမထွက်ချင်တော့ခေးစားပြီးတော့မှပြန်ပြင်မယ်ရစရောနော်ခေါက်ဆွဲပြုတ်ထားတယ်ဒါစားမယ်ပေါ့မိုက် okay ကဲချီရှိုးလိုက်မယ်ဒါရောင်အစင်းပါညာမျိုးဒီ3တော့ဆက်လေးနဲ့စီပြန်လေးစီကြံကြီးကြံလေးပေါ့နော်အဲ့ဒါလေးကိုတော့ဒီညစားကိုစားမယ်ပေါ့နော်ဟဲ့လေ okay everything okay okay let's check ဟောစားတယ်အိုးပါပြပါဒီလိုပြနောက်လည်းဆိုokay ဒါခောက်ဆွဲဒီလိုတော့မှာဒီမှာပေါ့နော်ဒီကြိုက်လေးကွာစတင်အားချင်နေအောင်ဒီဆိုပါလေဟောဒီမှာအဲ့ဒါလေးကိုအဲ့ဒါစားမယ်ခောက်ဆွဲရတော့ကြိုက်တဲ့ထဲမှာပါလားပါတယ်ဗျာခောက်ဆွဲရတော့ဒီလိုအဲ့လိုအစအရန်စားဒီမြုပ်ကြီးကတော့သိစားကောင်းတယ်ဟိုပြောမလဲစားပြီးဆိုတော့လည်းဒီလိုစွတ်စားလိုက်တာနဲ့တက်က
ရတော့တော့မကုန်အရင်ဆက်လို့ဝါဒါပေမဲ့ဒီကောင်လည်းစားရင်ထမင်းမှာရောစားသွားခြင်းမားလိုက်မယ်ဘယ်ပြောထမင်းမှာဘယ်ပြောဟေးလို့စားရတာဆိုဒီမှာတော့အရင်များများနဲ့ထက်ချက်နေပေါ့ကျွန်တော်အရင်စီကြံဆိုပြီးလုပ်လိုက်တာဟဲ့ဒီတိုင်းနဲ့စားကုန်ပြစ်သွားတော့ပူပြစ်လေးစားတာပေါ့နော်ပူပြစ်လေးစားတော့ကြိုက်တာခေါက်ဆွဲမဆိုင်ဘာခေါက်ဆွဲဆိုင်အတန်မြောင်စားဟာကျွန်တော်စားတဲ့ပုံနဲ့ရက်ဆိုင်တော့ခေါက်ဆွဲရတယ်အတန်မြေမှာဟောပါတယ်စာရုံးဖတ်ဘူးလေကျန်ရဒီအစားတော့စားတဲ့ခါကျတော့အပါရတိမရှိရက်ရှက်အဲ့လိုစားရဆိုတာဒီစားဒီချက်တဲ့ဒီဘယ်လိုလဲစပုံကို respect ပေးရလားဘယ်ပြောဟာဒီတဲ့ဟင်အရသာကောင်းတယ်ပြောတာအဲ့ညမမရကျွန်တော်မင်းဆိုင်တယ်အခုကြောအဲ့နှစ်ခုလုံးဖောက်ဖြစ်နေရတယ်ဒီပဲမင်းဆိုင်တယ်ဒါပြောနေပြီအတက်မမရောက်ဘိုးရွှွှွှွကောင်းတယ်ဗျာစားကြည့်စီကြတကယ်ပြောတာတကယ်စားကောင်းလားတော်ဆက်ဆက်နော်ဘာဆိုလို့မရပြောရပါကိုရီးယား spicy level တော်ရောက်ထားတယ်တော်ရုံစက်တာလောက်ကတော့ဟိုတည်းမရဘူးဒါတည်းကမတူအဲ့လိုမျိုးကြီးကိုတစ်လုံးတစ်ခုတော့ကြိုက်တော့ရတော့တဲ့အခြေအနေမျိုးတော့ရှိတယ်ဘလို့ကြတာအဲ့ဒီတော့ဒီ KFC တို့ဆိုင်မယ်လို့မိသွားတယ်အဲ့တော့အနီးနားမှာရှိတဲ့ဒီ mall shopping mall ကိုသွားပြီးတော့ဘောသက်စားတာသက်သားကြော်သွားစားတာဆက်ကနေတော့ကိုယ့် system နဲ့မှာဆောင်းတော့မှဒီနဲ့တော့ဟောင်းရကိုလည်းဆက်တရားပါဟောင်းတော့ဆိုရင်မလေးလို့ပြောနေပါနဲ့အင်္ဂလိပ်လိုပြောနေအောင်ဆိုပြီးတော့ဆက်ကနေတော့သူ့ auto system ရှိတာကို flash system နဲ့မှာလိုက်တာ spicy level 5ဆိုအဲ့မှာအမြင့်ဆုံး5ပဲ5ဆိုပြီးနေကိုတော့ကဲဟိုဘက်ကိုလည်းရောက် kitchen ကိုကောင်းတာကိုလည်းရောက်အကုန်လုံးဝင်နေတယ်လုံးဝ view သူတို့အချင်းချင်းတွေပြောကြမလေးလို့ဖြစ်မှာပေါ့ kitchen ကိုလည်းလှမ်းပြောကြည့်ပါရှိရဒီ service တွေကဒီ waitress တွေပေါ့အင်္ဂလိပ်တွေဆိုတာမလေးညလုံးတွေ view သူတို့အချင်းချင်းညလုံးတွေနဲ့ contact တွေလုပ်ပါ eye contact တွေလုပ်ပြီးတော့ဟာသူတကယ်စားလိုက်ပါမလားဟာတားပါဟာလုံးစက်တဲ့ဟာမျိုးဟိုဟိုရလားရှယ်ကြုံပြတယ်ဒါပေမဲ့တကယ်လည်းစက်တယ်သူတို့ဟင်မကုန်ဘူးထင်တယ်ဒါလေးသားပြလိုက်တယ်ဒါပေမဲ့တကယ်လည်းကိုယ်ရဲ့အားကောင်းနေပါလေညခန်းနေပါလေတီးမတက်ဘူးသွားတာနော်တကယ်အဲ့ဒါတော့တကယ်လက်ခံတော့ဘာလို့လဲဆိုတော့ဘာသာနဲ့ဘယ်ဆိုင်တော့ဆက်စားအဲ့ပေါ်တွနေရရတာအဲ့လိုဆက်စင်းနေဆိုလို့ပြောလိုက်တယ်အတင်းနေပြောလိုက်တယ်ဘာမှသူချူရဲကြည့်လာအဲ့တော့ system မှာ spicy level 5ဆိုကောက်မှာထားတယ်ရှုံးပြီးတော့
ဝင်ကြီးကြိုက်တာရသလိုရှိဟိုပါလေနိုင်ငံရလိုက်တွေမှာစနေတော့ကိုရီးယားမှာနေတော့ဆိုလဲအဲအကြောင်းပါလာရွေးထားတော့အပြောပြရတာကိုရီးယားဆိုင်ကစားလို့မရဘူးလေကိုရီးယားနဲ့ green နဲ့ဘာမှမဆိုင်နေတော့လေသိရပါဟောရထူလာရမြန်မာ green နဲ့ကိုရီးယားမကိုက်နေတော့နောက်ကစားရီသမီးကိုကောင်းကောင်းဟိုဒီပတိမစားရအောင်ဒီတိုင်းပဲဟိုဘယ်လိုပြောမလဲအစာပြေအောင်လို့စားအရသာလည်းဒီစိုးတရားမတွေ့နောက်ကျတော့ဘာလုပ်လဲဆိုတော့အားမလူတွေကငပြာကြီးဝဲတာပြီးတော့လူတွေကငပြာကြီးပြီးတော့ဘစုံငပြာကြီးလားပဲဘစုံငပြာကြီးပေါ့အဲ့ဒီဘူးနဲ့ဒီငချောက်ဒီငသီးချောက်ပွားထုတ်တယ်ဟိုအခါရင်းနဲ့စားလို့ရတယ်ကြွကြွလေးကြော်ထားတာလည်းမဟုတ်ဘူးလေနည်းနည်းကြွကြွလေးပေါ့ကောင်းတာအဲ့ဒီဟာအမြဲတမ်းကိုသွားတဲ့နေရာတိုင်းယူသွားတာအဲ့ဒါတဲ့ပြီးတော့ဘာစားမလဲငပြာကြီးလေးနဲ့ဆန်းလိုက်တယ်ပြီးရင်မယုံကြီးနဲ့ထားကြိုက်ပြီးတော့ဒါပေမဲ့အဲ့ဒါဂုံယူစရာတော့မဟုတ်ဘူးတလွဲသဖြင့်ကောင်းနေတာလို့ပြောမှာသူတို့ချက်တာအတင်းတင်းတဲ့အာဟာရနဲ့ဘာကယ်လိုရီဘာညာရှိရကတို့တော့ကွက်တီပဲအကုန်လုံးစားကြတယ်အဆင်ပြေကိုရတော့လေငယ်ကြီးစက်တွေစားပြီးစောစောလေးတည်ရတယ်မြန်မာနိုင်ငံလာပဲပြောရပါသေးတယ်အဲ့လိုမျိုးမဟုတ်နေရတာလည်းမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးလေအားကောင်းသေးတယ်ဗျအဲ့မဲ့ကျန်တော့ဒီကနှစ်တော့စားရတဲ့မျိုးကြီးကမထင်ဘူးဒီတော့အထိပြောမယ်ဆိုရင်တော့ဟိုပါလေဦးရဲကနေပြောနှိုက်ပြီးစားရအောင်ဘူးစုခွက်ဆိုကျွန်တော်တစ်မျိုးပဲထပ်ဖောက်လိုက်ဦးရဲကလည်းဒီတိုင်းနှိုက်စားတယ်အနှစ်သားနိုင်တဲ့စကားပြောတယ်ပြီးတော့အစားတော့စားရတယ်အတန်းကြီးတယ်အဲ့ဒါဘာပြောအသေးလဲကုန်သွားကျေးဇူးတင်ပါတယ်အလဲပြီးတော့ထပ်ပြီးတော့ကြည့်ပေးပါဦးဗျာဗီဒီယိုတွေကလည်းကျွန်တော်ကြည့်ပြီးလို့ရှိရင်ကြည့်များလို့ရှိရင်လည်းကျွန်တော်ဟိုဘယ်လိုပြောမလဲဝင်ငွေပါရတယ်လို့ကြားတယ်အဲ့ဒါဒီနေ့လေးဝယ်တာဟိုပါလေ subscribe လေးတွေလုပ်ပြီးပါ like လေးနှိပ်ပြီးပါ comment လေးတွေရေးပါပြီးတော့တကယ်လို့ပေါ့နော်ဟိုကိုလည်းမလုပ်ချင်ဘူးသူ့ကိုလုပ်စေချင်တယ်ဆိုတော့အဲ့လိုမျိုးကိုတော့မလုပ်ရဲဘူးမလုပ်ချင်ဘူးသူ့ကိုလုပ်စေချင်တယ်အဲ့လိုမျိုးဆိုလည်းရေးလိုက်တာကျွန်တော်လုပ်လို့ရတဲ့ဟာတွေကို like လုပ်ကြည့်ဘယ်လိုပြောလဲအမှန်မှာစားတဲ့ဟာတွေပြောပါလို့ဟိုစားချင်တဲ့ဟာဟိုဒီမှာဘယ်လိုရတာရှိတယ်ကျွန်တော်အရတာ taste ပြီးတော့ကိုယ်တိုင်လည်းဟိုဂျပန်ဆိုင်မှာကျွန်တော်ကရှက်ပါရပြောဒါပေမဲ့အရင်ကြီးတဲ့ kitchen တော့မဟုတ်ဘူးပုံမှန် kitchen လေးမှာပဲကျွန်တော်တော့တာဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့တော့ကောင်းကောင်းမွန်မွန်အိတ်ကြပါ good night ပါ